တရုတ်လက်ဝဲသမား6နာလို့ခေါ်ပါတယ်သူကသူ့ကိုနဲ့အတူနေရင်သူ့ကိုမီအောင်အရန်စူးစမ်းလေ့ကျင့်ခဲ့တယ်မကြခင်မှာပဲသူ့ကိုကကမ္ဘာအဆင့်မီလက်ဝဲသမားတယောက်ဖြစ်လာတယ်သူ့ကိုကနယ်သာလန်ရဲ့ကမ္ဘာအဆင့်မီလက်ဝဲအသင်းထက်ကိုပထမဆုံးဝင်ရောက်ခဲ့တာပေါ့ဒါပေမဲ့စီကန်းချိုးဖောက်မှုကြောင့်ကမ္ဘာအဆင့်မီလက်ဝဲပွဲတစ်ပွဲမှာရှုံးနိမ့်ခဲ့ရပြီးပြင်းပြင်းထန်ထန်ထိုးနှက်ခါလိုက်ရတယ်ဒါကဘာကြောင့်ဖြစ်တာလဲသူ့ကိုကလက်ဝဲစင်ရဲ့ကျဲပွင့်တစ်ပွင့်ဖြစ်နေတာချောင်းနာက TV ထဲကမာနာကြီးတဲ့မိကြောင်းတစ်ကောင်လိုပဲမကြခင်မှာအရာမာနာကြီးလာခဲ့တယ်သူ့ကိုအတွက်သွေးနဲ့လက်စားချိပေးမဲ့သူကသူ့ပဲနီးပြားကသူ့ကိုတိုက်ခိုက်ရင်းနီးပညာဆောင်တော့ပေးခဲ့တယ်နေရိုးသားနေနဲ့အတလာခရလန်စတီလိုရှူဝတ်နီးပညာများစွာပေါ့အဲ့ဒီနောက်ပိုင်းမှာတော့ချောင်းနာကပြင်းထန်တဲ့လေ့ကျင့်ခန်းတွေဆက်တိုက်လုပ်ခဲ့တယ်သူကသူ့နီးပြားရဲ့ဩဇာအောင်မှာအမြဲရှိနေခဲ့တယ်မနက်စောစောကနေညနာတဲ့အထိလေ့ကျင့်ခဲ့တယ်ဘလို့ခက်ခဲမှမပြပဲပေါ့သူ့ပခုံးပေါ်မှာစိတ်တက်ပြောင်းညံ့မှုတွေကိုခြံထားရုံတမကနိုင်ငံရဲ့မျိုးလင်းချက်တွေစောင့်ကြည့်မှုတွေကိုပါထမ်းဖူးထားခဲ့ရတာပေါ့သူမှရွေးချယ်စရာမရှိခဲ့ဘူးခဏတာပြင်းပြင်းထန်ထန်လေ့ကျင့်ပြီးနောက်မှာတော့သူကနောက်ဆုံးမှအကြီးအကျယ်အသာစီးရလာခဲ့တယ်တနေ့မှာတော့ဒီရိုင်းဆိုင်နဲ့တိုက်ခိုက်မှုတွေအပေါ်သူဆွေလန်းသွားခဲ့တာပေါ့သူကကမ္ဘာလက်ဝဲဖလားရဲ့အနာမည်ကိုတကယ်မိချောင်းတကောင်လိုမျိုးဂုဏ်ယူစွာစီမံခဲ့တယ်သူကငန်းငန်းဆန်ဆန်တုံ့ပြန်ပြီးလွယ်ကူကူပဲရောက်လာခဲ့တယ်ဒါပေမဲ့နောက်ထပ်မိချောင်းတကောင်ထပ်ရောက်လာခဲ့တယ်နီးပြားကသူ့ရဲ့ဘေကင်းရေးကိုစိတ်ပူနေခဲ့တယ်ဒိတ်ဆန်တွေကိုနေအောင်လုပ်ဖို့နီးပြားကသူ့လက်ကိုသွေးထွက်အောင်လုပ်လိုက်တယ်နီးပြားပြန်လာပြီးပြောပြတဲ့အခါမှာတော့ဒါကလုံးဝအရာမရောက်ဘူးဆိုတာသိလိုက်ရတာပေါ့အဲ့ဒီနောက်ချောင်းနာကလက်တွေ့လေ့ကျင့်မှုတွေလုပ်တော့တယ်ဒီနေရာကလူတွေကအရင်ကကမ္ဘာအစီမီလက်ဝဲသမားဟောင်းတွေကြီးပဲချောင်းနာကအနိုင်ရရင်ကမ္ဘာလက်ဝဲဖလားတဲ့ဘလို့အန်တလေမှမရှိတော့ဘူးသူကစိန်ခေါ်မှုတွေအားလုံးကိုရင်ဆိုင်တိုက်ခိုက်ခဲ့တယ်သူကအမြဲတမ်းပို့တန်လာခဲ့တယ်နီးပြရဲ့ပန့်ပုံမှုနဲ့ဆိုတော့ကိုင်းဘွယ်ကဘလောက်ခက်ခဲပါစေသူကအမြဲတမ်းအနိုင်ရသူအဖြစ်ရပ်တည်နိုင်ခဲ့တယ်ရုတ်တရက်အင်အားကြီးမှဟဲ့ပုံကြီးတစ်ခုကအခန်းထဲကိုတက်စစ်နေရတဲ့အနေအထားနဲ့ဝင်ရောက်လာခဲ့တယ်